တကယ်လို့သင်က UI UX ဆိုင်နာကောင်တယောက်ဖြစ်လာဖို့အတွက်ကိုရည်ရွယ်ချက်ရှိပြီးတော့ Figma သင်ဖို့အတွက်ကိုပဲအရင်ဆုံးစိတ်အားထက်သန်နေရဆိုလို့ရှိရင်တော့နည်းနည်းလေးလမ်းမှားနေပါပြီ။ဘယ်ဟာကအရေးကြီးဆုံးလဲဆိုတာကိုပြသွားပါမယ်။ဒီဇိုင်နာတော်တော်များများကဒီလိုပဲစပြီးတော့မှသင်ကြရပေါ့နော်အရင်ဆုံး Figma သင်တယ်ပြီးလို့ရှိရင် UI kit တွေကိုမှ download ဆွဲမယ် Figma community တွေကနေရှာမယ်ပြီးလို့ရှိရင်ဒါတွေကိုကုသုံးပြီးတော့မှဒီဇိုင်းစဆွဲမယ်ပေါ့ပြီးတော့ UI screen တွေအများကြီး page တွေအများကြီး design တွေအများကြီးနဲ့ portfolio တွေစောက်ကြတယ်ဒါပေမဲ့အဲ့နောက်ပိုင်းမှာတော့ဘာဆက်လုပ်ရမှန်းမသိပဲနဲ့ stack ဖြစ်သွားတယ်ဒီလို approach မျိုးနဲ့သွားတဲ့အခါမှာကိုတကယ်တမ်းလုပ်ငန်းခွင်တွေကိုရောက်တဲ့အခါကိုယ့်ရဲ့အမြင်တွေက idea တွေကအတိမတ်ပြုမခံရဘူးပြီးတော့ client နေစီရဆိုလို့ရှိရင်လည်းဒီဟာကိုသိသဘောမကျဘူးဆိုတဲ့စကားမျိုးပဲမကြာခဏကြားရတတ်တယ်ပေါ့နော်ဒါကကိုယ့်ရဲ့ skill ကနှိမ့်နေလို့လုံးဝမဟုတ်ပါဘူးဘယ်ဟာကိုအရင်ဆုံးသင်ယူရမလဲဆိုတဲ့နေရာမှာနည်းနည်းလေးလွဲသွားလို့ပါမြန်မာနိုင်ငံမှာတွေ့ရတတ်တဲ့ဒီဇိုင်းပညာရေးကဒီ software တွေ tool တွေကိုအရန်ဦးစားပေးလွန်းတယ်ဘယ်လိုစဉ်းစားတွေးခေါ်ရမလဲဆိုတဲ့အပိုင်းမှာအားနည်းတတ်တယ်ပေါ့နော်သင်တန်းလာတက်တဲ့သင်တန်းသားတွေကလည်းဒီ portfolio မှာထည့်ဖို့ဒီဇိုင်းတစ်ခုထွက်လာဖို့ပဲစိုင်းပြင်းတတ်ကြတယ်ဒါကြောင့်ဒီဇိုင်နာတွေကအဓိကဦးတည်နေတာက problem solving ပိုင်းကိုမဟုတ်ဘဲနဲ့ဒီ decoration ပိုင်းကိုပို့ပြီးတော့မှဦးတည်သွားတတ်ကြတာပေါ့နော်ဒါကြောင့်ဒီဇိုင်နာတွေက problem solver တွေဖြစ်မလာဘဲနဲ့ခိုင်းတဲ့အတိုင်းတူကိုသုံးပြီးလုပ်ပေးရတဲ့ operator တွေဖြစ်လာတယ်ပေါ့နော်ဒါကြောင့်လဲဒီဇိုင်နာတော်တော်များများကငါးနေရာမှာတူသုံးတတ်တဲ့ဘယ်သူမဆိုအစားထိုးလို့ရပါလားဆိုရယ်ခန်းစားချက်ကြီးဝင်လာကြတာပေါ့နော် Figma ကအရေးကြီးတယ်အရေးကြီးတာမှန်တယ်ကျမကိုယ်တိုင်လည်း Figma ကိုနေ့တိုင်းသုံးတယ်ပေါ့နော်ဒါပေမဲ့ Figma ဒီတူတစ်ခုပဲဥပမာ graphic designer တွေဆိုလို့ရှိရင်လည်းသူတို့သုံးတတ်ရမယ့် software တွေရှိရယ် Photoshop တွေ Adobe Illustrator တွေစရှိသဖြင့် software တွေသုံးတတ်ရမယ်ဆိုတာဟုတ်တယ်ဒါပေမဲ့အဲ့ဒါသုံးတတ်တာနဲ့ designer ဖြစ်ပြီလားဆိုရင်မဟုတ်ဘူးဘာလို့လဲဆိုတော့ design ဒီတူးသုံးတယ်ဆိုတာကကိုယ့်ရဲ့ idea ကိုအကောင့်ထဲပေါ်လိုက်တာပေါ့နော်အဲ့တော့ကြတော့တူးတွေကိုဒီဟာရဲ့ UI UX ရဲ့ပညာရေးကြီးတရက်လိုမျိုးသဘောထားနေတာမျိုးကမဖြစ်သင့်ဘူးပေါ့ဒါကြောင့်တူးဆိုတာကကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကိုအကောင့်ထဲပေါ်ပြီးတဲ့အရာတစ်ခုပဲဖြစ်တယ်ဒီဆုံးဖြတ်ချက်တွေဘယ်လိုချရမလဲဆိုတာတော့ဒီဟာသုံးပြီးတော့သင်ယူလို့မရနိုင်ဘူးပေါ့အဲ့တော့ဒီဇိုင်နာတယောက်အနေနဲ့ဒီတူးသုံးတဲ့ skill မတိုင်ခင်မှာကျွမ်းကျင်ရမယ့် skill ၄မျိုးရှိပါတယ်အဲ့၄မျိုးကဘာတွေလဲဆိုလို့ရှိရင်ပထမအဆုံးအနေနဲ့က problem understanding ပေါ့နော်ဒီပြဿနာကဘာလဲဆိုတာကိုအရင်ဆုံးနားလည်ရမယ်ကိုဖြေရှင်းမဲ့ပြဿနာဘာလဲဆိုတော့နောက်တစ်ခုကတော့ user behavior understanding ပေါ့နော်ကိုယ့်ရဲ့ဒီ target user ရဲ့ behavior ကိုနားလည်ရမယ်နံပါတ်3အနေနဲ့ကတော့ business နဲ့ပတ်သက်တဲ့အချက်လက်တွေကိုလည်းကိုယ်ကသိထားရမယ်ပေါ့နော်အဲ့တော့ဒီကိုဆွဲပေးမယ်ဒီ product ရဲ့ business site ကဘယ်လိုပုံစံမျိုးရှိလဲသူ့ဘက်ကလိုချင်တဲ့ goal တွေကဘာတွေလဲသူ့ရဲ့ constraint တွေဘာတွေအခက်အခဲရှိလဲ limitation တွေကဘာလဲဒါတွေကိုလည်းကိုနားလည်ရမယ်ပေါ့နံပါတ်4ချက်ကတော့ communication skill ဖြစ်ပါတယ်အဲ့တော့ဒီဟာတွေအကုန်လုံးကိုအရင်ကျွမ်းကျင်ပြီးမှ2ပိုင်းအောင်သွားတင်တယ်ပေါ့နော်အဲ့တော့ဒီ skill လေးခုကိုအသေးစိတ်ပြောပြပေးသွားပါမယ်ဒါဆိုရင် problem thinking ဆိုတာဘာလဲပေါ့နော်UI UX designer တိုင်းပထမဆုံးသင်ယူတဲ့အရာကကြတော့ problem thinking အပိုင်းဖြစ်ပါတယ် problem thinking ဆိုတာကြတော့ကိုယ်ဖြေရှင်းရမယ့်ပြဿနာဘာလဲဆိုတာကိုမှ analyze လုပ်ပြီးတော့မှတွေးခေါ်တဲ့အပိုင်းပေါ့တခုခုကို design မဆွဲခင်မှာဒီလိုမေးခွန်းတစ်ခုကိုတော့ကိုကရှင်းရှင်းလင်းလင်းဖြေနိုင်ရငါတို့အခုဘယ်ပြဿနာကိုဖြေရှင်းနေရလဲဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကိုက e-commerce design တစ်ခုကိုပြန်ပြီးတော့မှ redesign လုပ်မယ်ပဲထားပါတော့เนาะအဲ့လိုဆိုလို့ရှိရင်ကိုကဘာလို့ redesign လုပ်မှာလဲဘာအတွက်လဲဒီ user သုံးတဲ့နှုံတက်ချင်တာလား retention rate တက်ချင်တာလားဒါမှမဟုတ်လို့ရှိရင် bounce back rate တွေလျော့ချင်တာလားအစရှိသဖြင့်ပေါ့နော်ကိုကဘာပြဿနာကိုဖြေရှင်းမှာလဲဆိုတဲ့အပိုင်းကိုအရင်ဆုံးသိရမယ်ဘယ် feature တွေထည့်မလဲဆိုတာကိုလည်းအရင်ဆုံးပြေးပြီးတော့မစဉ်းစားသင့်ဘူးဒီ mentor လုပ်ပြီးတဲ့အချိန်မှာလည်းဒီ menti ကိုယ့်ရဲ့ menti တိုင်းကိုအမပြောဖြစ်တယ်ပေါ့နော်ဒီ feature တွေမစဉ်းစားခင်မှာကိုကဘာလုပ်မှလဲဆိုတော့အရင် analyze လုပ်ပြီးတော့မှကိုယ့်ရဲ့ feature တွေကိုဒါကလည်း case study မို့လို့ကိုယ်တိုင်ထုတ်တာပေါ့နော် feature တွေထုတ်ပြီးလို့ရှိရင်လည်းဒီ feature တွေကတကယ်တမ်းမှာresearch လုပ်ပြီးတဲ့အခါမှာဖြစ်တဲ့ရလားလို့တို့ပို့ short ဆိုတာလည်းပြန်ပြီးတော့မှလုပ်ရတယ်ပေါ့နော်
တကယ်လက်ရှိဖြစ်နေတဲ့ပြဿနာကဘာလဲဆိုတာကိုဖော်ထုတ်နိုင်တဲ့ဒီဇိုင်နာတွေကဒါဒီ stakeholder တွေရဲ့ယုံကြည်ချက်ကိုရတာပါဒုတိယ skill အနေနဲ့ကကြတော့ user behavior understanding ပေါ့နော် user တွေရဲ့ပြုတ်လုပ်တဲ့ပုံစံကိုနားလည်တာပေါ့နော်ကိုယ့်ဘာသာကိုစိတ်ကူးရင်ဒီ fictional persona တွေထုတ်နေမဲ့အစားတကယ်လူတွေရဲ့အပြုတ်မှုနားလည်ရမယ်ပေါ့နော် user တွေကဘယ်လိုဟာတွေဆိုရင်မလုပ်ဘူးလဲဘယ်လိုဟာတွေဆိုရင်တော့သူတို့ confuse ဖြစ်သွားလဲသူတို့မှာဘယ်လိုຢာတွေဆိုရင်သူတို့ cognitive load တွေတက်လာလဲဘယ်လိုအချိန်မျိုးဆိုလို့ရှင်တော့ဒီ app တွေ web တွေကိုယ့်ရဲ့ product တွေကိုဆက်မသုံးတော့ဘဲနဲ့ထွက်သွားလဲပေါ့နော်သူတို့လုံးဆရာရှိတဲ့ဟာကိုဆက်မလုပ်တော့ဘဲနဲ့ထွက်သွားလဲပေါ့ UX designer ကောင်းတယောက်ဖြစ်ချင်တယ်ဆိုလို့ရှင် user behavior ကိုစောင့်ကြည့်ပြီးတော့မှလေ့လာတတ်ရမယ်တာမန် designer ပဲဆိုလို့ရှင်တော့ screen လှလှလေးဆွဲတင်ရပြီပေါ့သုံးခုမြောက်နဲ့အရေးကြီးဆုံး skill ကတော့ business awareness ပဲဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့အခြေအနေမှာဒီ limitation တွေအရင်များတယ် budget တွေအကန့်အသတ်ရှိမယ်timeline ကလည်းအကန့်အသတ်ရှိမယ်ဈေးကွက်အခြေအနေအရလည်း market အရလည်းဒီအကန့်အသတ်တွေရှိမယ်ပေါ့နော် limitation တွေရှိမယ်ပေါ့ဒီလို business ရဲ့လက်တွေ့ကျတဲ့အခြေအနေတွေကိုလစ်လျူရှုတတ်တဲ့ designer တွေကကြတော့တကယ်တမ်းလက်တွေ့လုပ်ငန်းခွင်မှာအလုပ်လုပ်တဲ့အခါယုံကြည်မှုဆုံးရှုံးရတတ်ပါတယ် client တွေ business owner တွေနဲ့ freelance လုပ်တဲ့အခါမှာလည်းဒီလိုမျိုးတွေကိုထည့်မတွက်ပြီးတဲ့အခါမှာယုံကြည်မှုဆုံးရှုံးတတ်ရပါတယ်ပြီးလို့ရှိရင်သူ့ရဲ့ဆန့်ကျင်ဘက်အနေနဲ့လည်းဒါမျိုးကိုထည့်တွေးပေးတတ်တယ်ဆိုလို့ရှိရင် business owner တွေကယုံကြည်အားထားခံရတတ်ပါတယ်အဲ့လိုအရာတွေကိုနားလည်လာတဲ့အခါမှာကိုကလုပ်ငန်းခွင်မှာနေရာတစ်ခုပေးခံလာရပါလိမ့်မယ်ဆုံးဖြတ်ချက်တွေချတဲ့အခါမှာပါဝင်ခွင့်ရလာပါလိမ့်မယ်၄ခုမြောက် skill အနေနဲ့ကကြတော့ communication skill ပါကိုဆွဲထားတဲ့ design ကဘာကြောင့်ဒီလိုမျိုးလုပ်ထားရဲဆိုတာမျိုးကိုပြောမပြနိုင်ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ design ကအမြဲတမ်းမိကုန်းထုတ်เสียဖြစ်နေမယ်ပေါ့ communication ကောင်းတာကဒီတူတယောက်ချင်းစီရဲ့ကိုယ့်ပေါ်အမြင်တွေဆုံးဖြတ်ချက်ချတာတွေမှာတွားပြီးတော့မှ impact ရှိတယ်ဒါမှဒါဒါကြီးသိမ့်မကြိုက်ဘူးဆိုတဲ့စကားမျိုးတွေကိုဒီ designer အနေနဲ့ရပ်တန့်နိုင်မှာဖြစ်ပါတယ်အဲ့တော့ဒီ skill ၄ခုကဘာတွေအတွက်အကျိုးရှိလဲပေါ့ပထမဦးဆုံး problem thinking ကကိုယ့်ရဲ့ design ကို direction ချပေးရပေါ့နော်ကိုကဘယ်ဥတီချက်နဲ့သွားတင်လဲဆိုတဲ့ decision ကိုချပေးရနံပါတ်2 user ကိုနားလည်အောင်လုပ်တာကြတော့ရှင်းလင်းမြင်သာစေတယ်ပေါ့နံပါတ်3အနေနဲ့ business ပိုင်းကိုတေချာကြည့်တဲ့အခါမှာလက်တွေ့ကျတဲ့ boundary တစ်ခုကိုသတ်မှတ်ပေးရယ်နံပါတ်4အနေနဲ့ communication skill ကိုအားတောင်းလုပ်ထားတဲ့အခါမှာယုံကြည်မှုရစေတယ် Figma ကကြတော့ဒါတွေအားလုံးပြီးမှလာရမယ် skill ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ career အတွက်ဆိုရင်ဒါကဘယ်လိုအကျိုးရှိတကယ်လို့ကိုကယုံကြည်မှုရကျင်တယ်ပေါ့နော် designer ဆိုတာယုံကြည်မှုနဲ့အလုပ်လုပ်ရတာကွာဒီလား design ကဘယ်သူမှဆွဲတတ်တယ်ဒီမြင်နေရဒီဇိုင်းဆိုတာအမြဲတမ်းလူတိုင်းမြင်ရတယ်မြင်နေရတဲ့အရာဘယ်သူမှဝေဖန်လို့ရတယ်ဒီဒီဇိုင်းကလှတယ်မလှဘူးဆိုတာကိုတယောက်ချင်းစီရဲ့အမြင်ပေါ်မှာမူတည်ပြီးတော့မှဒါပြောလို့ရတယ်ဝေဖန်လို့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုအရာတွေကြားထဲမှာကိုယ့်ရဲ့ဒီဇိုင်းကဘာလို့ရွေးချယ်တင်လဲဆိုလို့ရှိရင်ဒါကယုံကြည်မှုနဲ့တွားပြီးတော့သက်ဆိုင်တယ်ပေါ့နော်အဲ့တော့ကိုကယုံကြည်မှုရခြင်းနဲ့ရေရှည်မှာလဲကိုကပူပြီးတော့မှဒီနေရာမှာတိုးတက်လာခြင်းနဲ့ပေါ့ business ဘက်ကလည်းကိုအားကိုးရတယ်ဒီ business သူတို့ရဲ့လုပ်ငန်းအောင်မြင်မှုအတွက်ကိုအားကိုးရတယ်ယုံကြည်လို့ရတယ်ထည့်တွေးနိုင်တယ်ပေါ့နော်အဲ့လိုလူမျိုးဆိုလို့ရှိရင်ပို့ပြီးတော့သဘောကျကြတယ်ဒါကလူအများကြားမှာလည်းကိုကွဲထွက်စေမယ့်အရာပေါ့နော်အဲ့တော့အဲ့လိုလည်းဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့တူးကိုကြီးပဲဦးစားပေးပြီးတော့prototype တွေဘယ်လိုချိန်ရမယ်ဒီ frame တွေဘယ်လိုဆွဲရမယ်ဒီ design တွေဘယ်လိုလှအောင်ဘယ်လိုအရောင်တွေဆက်ကြမယ်ဆိုတာမျိုးတွေကိုရိုင်းမလုပ်သေးပဲနဲ့ဒီ critical skill တွေဖြစ်တဲ့ခုနပြောခဲ့တဲ့ skill လေးခုကိုတပြိုင်တည်းအတူတူဒီတူးတင်ရင်သာအတူတူဖြစ်စေဒါမှမဟုတ်လို့ရှိရင်လည်းတီးတန့်အချိန်ပေးပြီးတော့ဖြစ်စေဒါကဖြည့်သွားတဲ့ skill ပေါ့နော်တူးဆိုတာကြတော့ခုနက skills တွေအကုန်လုံးပေါင်းပြီးတော့မှကိုကဆုံးဖြတ်ချက်တစ်ခုချတယ်ပြီးတော့ဆွဲတဲ့အချိန်မှာ output ထွက်လာအောင်လုပ်ပြီးတဲ့အရာပဲဖြစ်တယ်ပေါ့အဲ့တော့သင်ကမြန်မာနိုင်ငံက UI UX designer တယောက်ဖြစ်ပြီးတော့တူးသုံးတတ်တဲ့လူတယောက်ဆိုတာထက်ကျော်လွန်ခြင်းတယ်ဆိုလို့ရှိရင်ဒီ channel လေးကို subscribe လုပ်ထားပါဒီ channel ကနေ UX thinking လုပ်ဖြစ်တဲ့ design အကြောင်းတွေကိုsharing လုပ်သွားပေးမှာဖြစ်ပါတယ်ဒီ channel လေးကို like and subscribe လေးလုပ်ထားပေးပါနောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်ကျေးဇူးတင်ပါတယ်